အောင်ရောင်စစ်ရှင်းရောက်ရီအောင်ရောင်စစ်ရှင်းရောက်စေရီအောင်ရောင်စစ်ရှင်းရောက်စေနောက်ကရှိန်တီရှိန်တီထေရီတီဆန်းရှိန်တီရှိန်တီခန္ဓာကိုရှိန်တီခန္ဓာကိုချူရွန့်ချူကြီးရှိန်ချူရွန့်စစ်ရှင်းရွန့်ချူရွန့်ကကြဆေးရုံစင်လားရွန့်ကဆေးရုံချူကထွက်တာနော်ချူကထွက်သည်ပေါ့ထွက်ခွာသည်ဆေးရုံကထွက်ခွာတယ်ဆိုတော့ဆေးရုံစင်းတယ်နော်ချူရွန့်ဆေးရုံစင်းတယ်ချူဆိုတာကထူခန့်လာသည်ကိုအောင်သွားသည်နော်ထွက်သွားတယ်ထွက်လာတယ်ဒါမျိုးပေါ့ရောက်စေရှိန်တီခန္ဓာကိုချူရွန့်ဆေးရုံစင်းသည်ချူလာသည်ထွက်သွားသည်သူရဲ့ရှော့ဝါလေးဖတ်မယ်အေရှောအေကပြောတယ်吃药了吗现在身体怎么样吃药了吗ဆိုတော့吃ဆိုတာကစားတာကိုရောက်စေတော့စိတ်စားပြီးပြီလားဆိုတော့စိတ်တောက်ပြီးပြီလားပေါ့ရောက်ဆိုတဲ့ဆေးကိုပြောချင်ကြတော့ချစ်စားနဲ့အတွက်ပြောမယ်ဥပမာတောက်တယ်ဆိုရင်ဟဲတောက်တယ်လေဒီပါဟဲတောက်တယ်ဟဲရွှေရေးတောက်တယ်ဟဲရွှေကို不是ဟဲဖီချိုဘီယာတောက်တယ်တောက်တယ်ဆိုရင်ဟဲလို့ပြောခဲ့တယ်ဒါပေမဲ့ဒါကြတော့ဆေးဆိုတာဒီအပြားကြီးနော်အလုံးအပြားကြီးကိုမှကိုကတောက်ရတာစားရတာဖြစ်တဲ့အတွက်ချစ်ရောက်နေတော့နော်ဆေးတောက်တယ်ချစ်ရောက်了吗ဆိုတော့ဆေးတောက်ပြီးပြီလားတဲ့现在身体怎么样现在ဆိုတာအခု身体ကခန္ဓာကိုယ်ပေါ့ကျန်းမာရေးအနေနဲ့သုံးတဲ့ခန္ဓာကိုယ်怎么样ဆိုတာဘယ်လိုလဲ现在身体怎么样အခုကျန်းမာရေးအခြေအနေဘယ်လိုရှိသေးလဲဆေးရောက်ပြီးပြီလားဟုတ်လားဆေးတောက်ပြီးပြီလားကျန်းမာရေးအခြေအနေရောဘယ်လိုဖြစ်နေလဲပေါ့ဖေကပြောတယ်လူနာကပြန်ပြော吃了တောက်ပြီးပါပြီတဲ့吃了တောက်ပြီးပြီ现在好多了ဟော现在好多了ထောင်ဆိုတာကောင်းတာတော့ကများတာထောင်တော့လဲဆိုအများကြီးကောင်းတာပြီဟုတ်လားနည်းနည်းကောင်းတာမဟုတ်အများကြီးတိုးတက်မှုအများကြီးရှိတာနော်现在好多了အများကြီးကောင်းလာပါပြီတဲ့什么时候能出院什么时候能出院什么时候ဘယ်အချိန်မှာနေနိုင်မလဲ出院ဆေးရုံဆင်းနိုင်မလဲနော်什么时候能出院ဘယ်အချိန်မှာဆေးရုံကဆင်းလို့ရမလဲလို့မေးတာရီရှိန်ဒီထောက်တာဆရာဝန်ကိုပြောတာရီရှိန်ရှောဆရာဝန်ကပြောတယ်တဲ့下个星期တော့星期ဆိုတာတစ်ပတ်下ဆိုတာကအောက်ဆိုတော့ကျတော့နောက်ထပ်လို့ပြောတာနောက်လာမယ့်အပတ်ပေါ့နော်下个星期ဆိုတော့နောက်လာမယ့်အပတ်မှာဆင်းလို့ရမယ်ပေါ့ဒီရှိန်ရှော下个星期နောက်လာမယ့်တစ်ပတ်ဆိုရင်ဆင်းလို့ရပြီလို့ဆရာပြောတယ်